ကြောင်တစ်ခုချို့လူတွေနားလည်မလားခံစားရတာမကောင်းဘူးခုရွယ်ချင်းမပြောင်းဘူးလုံအပ်ခဲ့တဲ့တောင်းစုငယ်ငယ်ကငါဘဝပြန်တွေးလိုက်ရင်ကောင်းမှုငါတို့မိသားစုတနေရာစီကွာဝေးခဲ့တကယ်ဖျားစုအပြေကိုလည်းရှာမတွေ့ခဲ့ဘာမှမဖြစ်သက်လို့အထာလေးနဲ့ဟန်ဆောင်နေရတာလဲလာရီနှစ်တွေကြာမြင့်ခဲ့ကြောင်တက်တဲ့နေ့တွေတုန်းကငါတယောက်ထဲကြောင်းသွားခဲ့အိမ်စာတွေပေးတဲ့နေ့ကအိမ်စာပြီးလို့ဝေးပြေးခဲ့မိဘတွေခေါ်ခဲ့တဲ့ငါအတွက်ကခက်ခဲမိဘတွေမခေါ်နိုင်ဘူးတန်ရှင်းမရှဲတွေ့ခွဲမျက်ရည်ဝဲငါအိမ်ပြန်ရောက်မှရှိုက်ငိုခဲ့အချိန်တွေကြာပေမဲ့ပြန်စင်းစားရင်လိုက်ဖို့စေတောင်ကြီးရဲ့ဆောင်းတင်ကသိချမ်းလို့ခိုက်တုံခဲ့ဒီလိုဘဝမျိုးငါနေချင်လို့ပါအတိုက်အမြုံနဲ့ဘယ်လိုဘဝမျိုးလဲအထီကိုရှာရင်မောနေတဲ့ငါလေးတယောက်တည်းအားရငယ်ကန်တမရဲ့ဆက်လေးချင်းဝီဒီဝီရဲ့ဘဝရဲ့လူတွေကလည်းပြောနေကြစေဖေးအမေရဲ့သိချစ်တဲ့ကြုံတက်ခဲ့တဲ့အိမ်တော်မျိုးပေါ်ငယ်တော့ကမီးလေးဖို့ငေါ့မြဲတမ်းနှွေးစေခဲ့အဖေနဲ့အမေနဲ့ဘဝကိုငြိမ်းလို့အေးစေခဲ့ယူရထွေးပွေခဲ့နေနဲ့ညတို့ဝေးနေခဲ့အတွေ့တွေနဲ့ငါတယောက်တည်းဆွေးနေခဲ့ချစ်တဲ့ဟိုရင်ချိန်ကတယောက်နဲ့တယောက်သိချင်လို့တဲ့ဘောတော်တွေမတိုက်ဆိုင်တော့ပြန်ပြန်လန်းလန်းပြေးဖို့ခဲ့အမေကနှင်းမျိုးခဲ့ရစ်လို့တဲ့ချစ်လို့တဲ့ငါမျက်နှာငယ်တာနှစ်ချို့ခဲ့မိကိုသိလွမ်းတဲ့ကြောင်ကချင်းတပုတ်လုံးရေးထားတယ်ဒီလိုမျိုးပြချထားခဲ့မယ်ဆိုဘာကြောင့်များမေမွေးထားလဲဒီဘဝကြီးနဲ့အသက်ရှင်ခွင့်ကိုပေးထားလဲခုနှစ်ထပ်ကခုံချဖို့တော့ချိန်ချိန်ငါတွေးထားတယ်မလုံနဲ့ငါသိစိတ်ကဆုံးဖြတ်တယ်နာကျင်စရာများလွန်းလာတော့မသိစိတ်ကမုန်းတတ်တယ်ရရမှာရှုံးတတ်တော့တွေးခေါ်တွေတောင်တုံးလာတယ်ကတ်ဆိုးကောင်ပွားလေရမိုးတွေလည်းထစ်ချုံရတယ်ဘယ်လိုဘဝမျိုးလဲအထီကိုရှာရင်မောနေတဲ့ငါလေးတယောက်တည်းအားရငယ်ကန်တမရဲ့ဆက်လေးချင်းဝီဒီဝီရဲ့ဘဝရဲ့လူတွေကလည်းပြောနေကြစေအဖေရဲ့အမေရဲ့သိချစ်တဲ့ကျုပ်ပြက်ခဲ့အိမ်တော်မျိုးပေါ်မင်းမျက်နှာမတွေ့ရတာအခုဆိုရင်ခုနှစ်နှစ်ဖေနဲ့ပါစင်မပြေပါပြဿနာတွေအလွန်ကြုံဖြစ်လူဆိုတယောက်အဖြစ်ပတ်ဝန်းကျင်ကသမုတ်ကြတယ်ရှုံချတယ်ငါသိငယ်လာအောင်လှုပ်ကြတယ်ဟုတ်ကဲ့ပါအဖေရဲ့ကျွန်တော်ကသိုးမဲပါဒါပေမဲ့စိုးတက်လာအောင်ဘသူတွေအယောင်ဆိုးခဲ့တာဝမ်းနေတာအယိုးတဲကငါစိတ်တွေညှိုးခဲ့တာမျက်ရည်တွေလဲရောကုန်ပြီးမိုးတဲမှာဒီလိုအဖြစ်မျိုးတွေဘယ်နှယောက်မှရှိသလဲဒီလိုအိမ်တော်မျိုးဘယ်နှမျိုးရှိသလဲကောင်းကုန်လို့နေတတ်တော့လူတကာကစော့ကားတဲ့ကိုယ်တိုင်ကမမော်ကြွားလဲနာမည်ဆိုးနဲ့ကြော်ကြားတဲ့ခုဆိုမြဲလို့ရှုံးပေးလို့နေတတ်ပြီးစိတ်တွေမချေလဲတိုင်းနှရံကိုပဲပြစ်ထိုးခဲ့ငါရဲ့ဘဝအဖေမေကွဲတာဖြစ်ဆိုးတယ်ဒါပေမဲ့လဲငါအိယာဝင်နိုင်ရှစ်ခိုးစေဘယ်လိုဘဝမျိုးလဲချီကိုရှာရင်မော်နေတယ်ငါလေးတယောက်တည်းအားရငယ်ကန်တမ